ကျမ်းမာတော်မူကြပါစားခင်ဗျာဒီကနေ့1350ပြည့်နှစ်ဒုတိယဝါဆိုလဆန်း10ရက်1988ခုနှစ်ဇူလိုင်လ23ရက်စနေနေ့ညနေပဲသတင်းများကိုစတင်အစီရင်ခံပါမယ်ခင်ဗျာဗုဒ္ဓသာသနာတော်ကြီးဤမှန်းကျပန်းနဲ့ဖြစ်တဲ့နိဗ္ဗာန်ချမ်းသာဟုခေါ်တဲ့မဟာတဏိဒုက္ခအမျက်ရတာကိုလည်းကဘာတဝန်းလုံးခံစားခွင့်ရမင်္ဂလာပါကျမ်းမာတော်မြန်မာရုံးတန်ကြောင်ပြည်သက်များIslamic နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ထွေထွေတွဲမှုနဲ့ဖွဲ့အားလက်ခံတွေ့ဆုံခဲ့တဲ့ဒုတိယသမ္မတဒေါက်တာစိုင်းမောင်ခန်းမြန်မာ့မြေတန်ကြားပေးသက်များမင်္ဂလာပါခင်ဗျာအခုချိန်ကစပြီးသတင်းများကိုတင်ပြဆင်းခံပါမယ်ခင်ဗျာမင်္ဂလာပါရှင်ပြည်တွင်းသတင်းများကိုစတင်ဆင်ရင်ခံပါမယ်မြန်မာရုံးတန်ကြားပြည်သက်များမင်္ဂလာမနက်ခင်းပါခင်ဗျာမင်္ဂလာမနက်ခင်းပါရှင်ကိုသက်စင်ထိုင်မင်္ဂလာပါမင်္ဂလာပါတည်ဒီနေ့မနက်မှာဗာသတင်းတွေကိုတင်ပြပေးဖို့စီစဉ်ထားပါလေဟုတ်ကဲ့ပါဒီနေ့မနက်ခင်းမှာဆိုရင်ဒီမန္တလေးမြို့မှာပထမရတယ်
လာပါခုတင်ပြပေးခြင်းတဲ့ပြည်တွင်းသတင်းအကြောင်းအရာတွေကတော့ပြည်ထောင်စုသမ္မတအစွန်ရောက်ဘင်္ဂလီအကြမ်းဖက်သမားများကမြန်မာရုံမြင့်တန်ကြားပရိသတ်များမင်္ဂလာပါခင်ဗျာဒီကနေ့မနက်မှာတင်ဆက်ပေးဖို့ရှိနေတဲ့နိုင်ငံတကာသတင်းတွေကတော့ကျမ်းမာတော်မူကြပါစားခင်ဗျာကျမ်းမာတော်မူကြပါသားရှင်မင်္ဂလာပါရှင်ท่องเฮลไลเรกุมเอเปรลทานไลทุมสารลำนาจีปังอาอินปกวาเตียงที่ดำนักประเทศNgumang klang di tanya kamlain kumrai pon kau mengirau. Tunggu no segera dayang kelenjar dengan puak lo hapok jo hapok sedan kita kena so.
ကနေရအထင်းမှာတထိုက်သေးကေရုံနဲ့မမပရီအနဲ့အရောက်လာနယ်တွေအခမ်းရဖို့ခိုင်လို့ NRC ရှန်တွေကိုလာမလွန်စတဲ့အားပေးခဲ့ပါစို့ NRC ရှန်တွေတိုင်းဝန်သားလူမျိုးများရုပ်တင်လဲ Welcome back, Rima. Now the news in detail. Prime Minister. Myanmar Industrial Mingalaba, Sittwe Township General Administration Department issues General Penal Code number President of the Republic of the Union.
Welcome back. Here are the news in details. Preparation. Mingla Bashi, Mima. Cô chạy nhau ởမြန်မာညမြတန်ကြားပြည်သူများမင်္ဂလာပါခင်ဗျာအခုချိန်ကစပြီးသတင်းများကိုတင်ပြစေမင်္ဂလာပါရှင်မြန်မာတက္ကရာ1380ဒီကနေ့တင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့သတင်းတွေကတော့ဝင်ကြီးတာဝန်ယူတော်မူဒေါ်ဆန်းစုကြည်ကကိုနျူကလ িয়ার လက်နက်တိစောက်ခွင့်ပေးမယ်လို့ဒေါ်နယ်ထရန့်ပြောမင်္ဂလာညချမ်းပါခင်ဗျာယနေ့ညမှာတော့နောက်ဆုံးရရှိထားခဲ့တဲ့သတင်းများကိုတင်ဆက်ပေးသွားပါဒီကနေ့ညတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့သတင်းတွေကတော့နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အကြီးအကဲပြောမင်္ဂလာပါခင်ဗျာ MRD4 ညပိုင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်
မင်္ဂလာပါရှင်မင်္ဂလာပါရှင်ဒီကနေ့ဟာမြန်မာတက္ကရဲ့1388ခုနှစ်ဝါခေါင်လဆန်းတဲ့မြောက်ရုပ်မြင်သံကြားကိုစောင့်မျှော်ကြည့်ရှုနေကြမင်္ဂလာပါရှင်မြောက်ရုပ်မြင်သံကြားပြည်တွင်းသတင်းများကိုဆက်လက်ဆင်ခံတင်ပြပါမယ်ရှင်မင်္ဂလာပါရှင်တောင်လယ်သမားဦးကြီးတော်ကြီးများကိုစိတ်နှဖျားကျမ်းမာချမ်းသာတော်မူကြပါသည်ရှင်မင်္ဂလာပါရှင်တောင်လယ်သမားဦးကြီးတော်ကြီးများကိုစိတ်နှဖျားကျမ်းမာချမ်းသာတော်မူကြပါသည်ရှင်